ဒီနေ့တော့အန်တီနန်းကဝက်ကုန်းပေါင်ကြီးကျော်လှုပ်ရှားတဲ့နီးလေးကိုတင်ပြပေးမှာပဲဖြစ်ပါတယ်နော်ဝက်သုံးထပ်သားကိုအရင်ဆုံးပြုတ်ထားပေးလိုက်ပါတယ်အခောက်ဖက်ကိုတော့နူးအောင်ပြုတ်ပေးရပါမယ်နော်အန်တီနန်းကအများတော့အဖြစ်မိတွင်မိနဲ့ပဲချက်ပြုတ်ပါတယ်ဒီအသားကိုလည်းမနူးတနူးပဲပြုတ်ထားရပါမယ်နော်ဒါကတော့ပဲငံပြားရီဟင်းစားစွန်းနဲ့နှစွန်းထည့်ထားပါတယ်ဒါကကြာညို့ပါကြာညို့ကနှစွန်းထည့်ထားပြီမဲ့လူအပ်တလောက်ပဲထည့်ပါနော်ခရုစီကိုလည်းဟင်းစားစွန်းနဲ့တစွန်းခွဲထည့်ထားပါတယ်အသားကိုလည်းအေးခံပြီးခုလိုနေတော့3-4လီထားပေးရပါမယ်နော်ဒါကတော့အန်တီနာစိုက်ထားတဲ့ကြက်သွန်စိုက်ခင်းပါခူးစားလို့ကိုမကုန်နိုင်တဲ့ကြက်သွန်စိုက်ခင်းလို့လည်းပြောလို့ရပါတယ်နော်ဘာလို့လဲဆိုတော့အန်တီနာတို့အိမ်မှာကနေ့တိုင်းလို့ဒီကြက်သွန်ပင်ကိုခူးစားဖြစ်ပါတယ်မနေ့တိုင်းအန်တီနန်းတို့ကခောက်ဆွဲတွေကိုရင်လှုပ်စားတယ်လေတခါတလေဆံပြုတ်လှုပ်စားရင်လည်းဒီကြက်သွန်မိတ်လေးထည့်စားလို့ရှိရင်မွေလေးနဲ့စားလို့ကောင်းတယ်တခါတလေငါဟင်းချက်ရင်လည်းဒီနာကြက်သွန်ပင်ကိုပဲလက်ခူးလိုက်ပါတယ်အခုလိုစိုက်ထားတော့အလွယ်တကူလေးခူးစားလို့ရတယ်လေနော်နည်းနည်းပပလေးလိုအပ်လာရင်ဈေးကိုအချိန်ကုန်ခံပြီးပြေးဝယ်နေစရာမလိုဘူးငွေကုန်ကြီးကြလဲတက်တာတယ်နည်းနည်းတက်တာလဲနည်းနည်းပေါ့ခုလေဝက်သားထဲကြဖို့ခူးလိုက်တာတတော်ကိုများတယ်လို့ပြောရမယ်ဒီလောက်နဲ့လဲလုံလောက်ပါပြီခူးပြီးတော့လဲဒီမှာအများကြီးကြံနေသေးတယ်နော်ဒီကြက်သွန်ပင်ကလေတပင်စိုက်ထားလို့ရှိရင်အနည်းဆုံး9ပင်10ပင်ထိပွားပါတယ်လို့ဟောဒီမှာကြည့်အောင်ဒါလဲခူးစားနဲ့အတစ်တွေထပ်ထွက်လာတဲ့ကြက်သွန်ပင်မှာခုနကခူးလာတဲ့ကြက်သွန်ပင်ကိုရေနဲ့တန့်စင်အောင်ဆေးကြောပြီးခုလိုအပိုင်းလေးလှီးထားလိုက်ပါတယ်ဒါကတော့ငရုတ်တီးအနေနဲ့ငရုတ်တီးစိမ်းကိုစောင်းလေးလှီးထားလိုက်ပါတယ်ကျင်းကိုလည်းခုလိုပလေးလှီးပြီးကျက်သွန်နီကိုလည်းခုလိုခကြမ်းလေးလှီးထားလိုက်ပါတယ်နော်ကျက်သွန်ဖြူကိုလည်းခုလိုခကြမ်းလေးထုထားလိုက်ပါတယ်တေဥပူလာပြီးဆိုမှစီကိုအနှဲငယ်ပဲထည့်ပါမယ်ပြီးရင်ခုနကကြက်သွန်ကိုအရင်ဆုံးကြော်ပါမယ်နော်ကြက်သွန်နီတွေအနှဲငယ်နွမ်းလာပြီးဆိုမှချင်းကိုရောထည့်ပြီးတော့မှကြော်ပါမယ်မွေးကြော်ရင်းနဲ့ဂျင်းအနံ့လေးလည်းထွက်လာပြီးဆိုမှခုနကခက်တန်လေးထုထားတဲ့ကြက်သွန်ဖြူကိုထည့်ပြီးတော့မှကြော်ပေးရပါမယ်နော်အခုရာဒီဥတုကရမ်းပူလွန်းလို့အန်တီနန်းကနာစီချောင်းဆိုးဖြစ်နေပါတယ်ဒါကြောင့်မို့အတန်ကလည်းနားထောင်လို့တိတ်မကောင်းဘူးပေါ့နော်ပြီးခံပြီးတော့နားထောင်ပေးကြပါနော်ကျက်သွန်ဖြူအနံ့လေးအတော့ကိုမွေးလာပြီဆိုရင်အတီနားကတော့ဒီကျက်သွန်တွေကိုပကံတစ်လုံးထဲမှာခူးပြီးတော့မှထည့်ထားလိုက်ပါတယ်ပြီးမှအသားကိုထည့်ပြီးတော့မှကြော်ပါတယ်အသားထဲမှာရတာရှိစေဖို့အသားကိုအနည်းငယ်ထည့်ပါတယ်ပြီးရင်ပဲငံပြားရည်ကိုထည့်ပြီးနှောက်ဆက်အောင်မှွေပေးရပါမယ်နော်ဒီငံပြားရည်တွေအသားထဲမှာနှောက်ဆက်ပြီးပြီဆိုရင်တော့အခုထဲမှာကတော့ခရုစီဖြစ်ပါတယ်အသားတွေထဲအခုလိုခရုစီထဲလိုက်မှအသားကပို့ပြီးတော့နူးနူးအီလေးဖြစ်သွားတာပါအခုထပ်ထည့်တာကတော့ကြာညို့ပဲဖြစ်ပါတယ်ကြာညို့ထည့်တယ်ဆိုတာကအသားကိုအယောင်လှပစေဖို့ပါပြီးတော့သူဒီကြာညို့ရဲ့အနံ့ကလည်းတစ်မျိုးလေးမှွေးတယ်လေကြာညို့ထည့်ပြီးပြီဆိုရင်တော့အန်တီနန်းက6နေအောင်ကြော်ပါတယ်ဒီပြည့်ကြီးနဲ့ဆိုရင်စားလို့မကောင်းပါဘူးနော်ခက်ချန်လေးပြီးထားတဲ့ငရုတ်ကြီးစိမ်းနဲ့ငရုတ်ကြီးမီကိုရောထည့်ပြီးကြော်ပါမယ်ငရုတ်ကြီးနံ့လေးမွေးလာပြီဆိုရင်ရပါပြီနော်ခုနကကြော်ထားတဲ့ကြက်သွန်နီတွေကိုနောက်ဆုံးမှလာပြီးရောထည့်ပါတယ်နော်ပြီးရင်နှက်ဆက်အောင်မှွေပေးရပါမယ်နော်ဒီကြော်နေတဲ့အချိန်မှာတော့မီအားလည်းအများကြီးမလိုတော့ပါဘူးဒါကြောင့်မို့အန်တီနာကဘေးနာကမိဖို့ပေါက်ကိုပိတ်ထားပြီးမီအေးလေးနဲ့ပဲဆက်ပြီးကြော်ပါတယ်နော်တအောင်လောက်ဆိုရင်ရပါပြီဟောဒီကြက်သွန်မိတ်ကိုတော့ဦးချခန့်နီးမှာထဲ့တာအကောင်းဆုံးပါနော်မဟုတ်ရင်ကြက်သွန်မိတ်တွေဝါသွားမှာစိုးလို့ပါ
အခုလို့ဆိုရင်တော့ကြက်တွန်မိတ်လဲစိမ့်စိမ့်လေးနဲ့ဆိုရင်စားတဲ့အချိန်မှာလဲစားလို့ကောင်းတယ်လို့ကြီးလို့လဲပူပြီးလှတာပေါ့နော်ဟောဒီကုန်းမုံကျော်ကအိမ်ကမိသားစုတွေကလည်းအရန်ကြိုက်တယ်လေဒါကြောင့်မို့အန်တီနာကလည်းမကြာခဏကြော်ကျွေးဖြစ်တယ်ကြော်ရတဲ့နီးကလည်းဘာမှခက်ခဲမရှိဘူးစားလို့လည်းအရန်ကောင်းတယ်အခုလည်းနီးကြည့်လိုက်ပါဦးမယ်နော်စားလို့အရန်ကောင်းအသားလည်းမမာဘူးနူးနူးအီအီလေးနဲ့စားလို့အရန်ကောင်းပါတယ်တကယ်တမ်းပြောပြရမယ်ဆိုရင်တော့ဟောဒီဝက်ကုန်းပေါင်ကြီးကျော်ဆိုတာကတရုတ်အစားတောက်ဖြစ်တယ်လေသူတို့ရဲ့ဟင်းလျာဆိုတော့ကိုရီကမချက်စားတတ်ခဲ့ကြဘူးအရင်တုန်းကစားချင်ပြီးဆိုရင်တရုတ်ဆိုင်မှာတဝဲမှာစားဖြစ်ကြတာလေနော်အခုတော့ဒီကြော်နီးလေးကိုအန်တီနာကစမ်းပြီးကြော်ကြည့်တာစားလို့ကောင်းလို့မိတ်ဆွေတွေကိုလည်းပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်မိသားစုမိတ်ဆွေများအားလုံးကျမ်းမာပျော်ရွှင်ရှိကြပါစေလို့အန်တီနာဆုတောင်းပေးလိုက်ပါတယ်နော်